ဆိုတော့သူက triangle area ကိုရှာခိုင်းတာဖြစ်ပါတယ်ဒီ triangle area ကိုတွက်ကြတဲ့အခါမှာများသောအားဖြင့်ကဒီ3ခုကို points 3ခုကိုဆက်လိုက်ပြီးရလာ triangle ကို right triangle ဆိုပြီးတွက်ကြရများပါတယ်ဒါပေမဲ့ right triangle လို့တွက်တဲ့နေရာမမှန်ပါဘူးဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့အရှေ့ဆုံးအနားကိုမျက်နှာချင်းဆိုင်ရဲ့ဒီတောင်လေးက right angle မဟုတ်တဲ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်အဲ့တော့သူ့ကိုဆက်ထားတဲ့ line နှစ်ခုက perpendicular မဖြစ်တဲ့အတွက်ကြောင့်မို့ဒီ angle က right angle မဖြစ်ဘူးဆိုတော့ right triangle မဖြစ်ပါဘူးဒါဆိုရင်ဒီပုံစံကိုဘယ်လိုရှာမှာလဲဆိုတော့သူပေးထားတာက3 vertices ပေးထားတဲ့အတွက်ကြောင့်မလို့သူကို vertex formula နဲ့ပဲရှာမှာဖြစ်ပါတယ် vertex formula ကတော့ဒီမှာပြထားတဲ့အတိုင်းဒီဟာလေးကတွန့်ခွင့်မဟုတ်ပါဘူးဒါလေးက modulus ဖြစ်ပါတယ်အဲ့တော့ h1y1 ဆိုရဲ coordinate အမှတ်တွေကိုအရင်ဆုံးစပြီးတော့ရေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူ့ရဲ့ coordinate အမှတ်က -3, 4, 5, 3, 4, -3 အဲ့တော့သူတို့ကို h1, y1 နေရာမှာစသွင်းပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင် h1 က -3, y1 က 4ဒီကအမှတ်ကလေးကို h1, y1 မှာစသွင်းမယ်ဒီကအမှတ်ကလေးကို h2, y2 မှာစသွင်းပါမယ်အဲ့တော့ h2 equal to 5 h12 equal to 3 h3 equal to 4 y3 equal to -3ဆိုပြီးတော့ equation မှာအစားသွင်းလိုက်မယ်ဆိုလို့ရှိရင်ဖြေရမှာဖြစ်ပါတယ်အဲ့တော့ဒီကတော့ decimal calculator မှာအစားသွင်းပြီးတွက်ထားတာပါ decimal မှာဆိုရင်တော့တစ်ခုချင်းစီအစားလိုက်သွင်းစရာမလိုဘဲနဲ့ h1 ရဲ့ value တွေ y1 ရဲ့ value တွေကိုရေးရုံနဲ့သူကအဖြေထုတ်ပေးရဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီ answer ရဲ့အဖြေက 24.5 ဖြစ်ပါတယ်